Hello အားမင်္ဂလာပါ Sport Channel ဖေ့စ်ဘုတ်နဲ့ YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတော့ကျွန်တော်တို့ဒီနှစ်ဘောလုံးရတီကတော့ပြန်လည်ပြီးမှရောက်ရှိလို့လာပါပြီဆိုတော့အင်္ဂလန်ပရီးမီးယားလိဂ်ကတော့ဒီတစ်ပတ်မှာပြန်လည်ပြီးမှစတင်တော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘောလုံးချစ်ပရိသတ်တွေနဲ့ကျွန်တော်တို့ဘောလုံးပွဲတွေကိုအဝေးကျွန်တော်တို့ဝေးကွာနေတဲ့ညီကိုတွေအတွက်ဒီတစ်ပတ်ကတော့တကယ်ကိုရင်ခုန်စရာကောင်းမဲ့ရတဲ့ပတ်လို့ကျွန်တော်တို့မြင်တယ်ဆိုတော့ကိုအားပေးတဲ့အသင်းရဲ့ပွဲစဉ်တွေကိုပြန်လည်ပြီးမှကြည့်စုခန်းစားရဖို့ဒီပတ်မှာပြန်လည်စတင်တော့မှာဖြစ်ပါတယ်ဆိုတော့ဒီတစ်ခါကျွန်တော်ပြန်လည်ပြီးမှသုံးသပ်ပေးချင်တဲ့ပွဲစဉ်ရှိတယ်ဒီပွဲစဉ်တော့တီနှစ်ဘောလုံးရတဲ့မှာတန်တက်လာတဲ့ဟူစီဒီနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ကျွန်တော်တို့ဒီအစောဆုံးဒီစနေနေ့ညအစောဆုံးပွဲစဉ်ဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကတော့မြန်မာစံတော်ချိန်6နာရီထိုင်းစံတော်ချိန်9နာရီမလေးရှားစံတော်ချိန်9နာရီခွဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကတကယ်ဒီစနေနေ့ညပွဲစဉ်တွေထဲမှာအစောဆုံးပွဲစဉ်ဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်မှာဘလိုရလတ်တွေထွက်လာမလဲကိုရဲ့အတင်းကဒီနှစ်ဘောလုံးရသည်မှာဘလိုပုံစံတွေခြေစွမ်းနေနဲ့ဒီအတင်းပရိသတ်တွေကိုဖျော်ဖြေပေးနိုင်မလဲဆိုတော့ကျွန်တော်ရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ်ပွဲစဉ်လို့ကျွန်တော်မြင်တယ်ဆိုတော့ပထမဆုံးအနေနဲ့ဒီမန်ချက်စတာယူနိုက်တက်ကဒီနှစ်ဘောလုံးရသည်မှာခေါ်ထားတဲ့ဒီကစားသမားတွေဆန်ဒိုစတိုဒီတယ်လီမန်ဒိုကိုဒီပွဲစဉ်မှာတုံးလာမယ်လို့ကျွန်တော်မြင်တယ်။ဘာလို့ဒီကွန်လဲမှာတကယ်လိုအပ်ချက်ရှိနေတဲ့အတွက်ကိုဒီနှစ်ပေါင်းရည်ဒီမှာခေါ်ထားတဲ့ကစားမတိကတော့မဖြစ်မနေတုံးလာမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့မက်ကယ်ကားလေးကဒီနှစ်ပေါင်းရည်ဒီမှာတကယ်ကိုဖူးစီဇန်ကိုသူပြန်လဲပြီးမှကင်သွဲရမှာဖြစ်တယ်ဆိုတော့ဒီနှစ်ပေါင်းရည်ဒီကမက်ကယ်ကားလေးတော့ကလည်းအရေးကြီးတဲ့ပွဲစဉ်ဖြစ်တယ်လို့နိုင်ပွဲရရှိတော့မလားဒီနှစ်ပေါင်းရည်ဒီမှာတကယ်ပဲသူ့အတွက်ကတကယ်ရာဒီအဖွင့်ပွဲစဉ်တကယ်လှမလားဆိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့မက်ကယ်ကားလေးကဒီအခုဒီဘောလုံးရည်ပြန်လဲစတဲ့နေ့မှာပဲနိုင်ပွဲနဲ့ပဲပရိသတ်တွေကိုဖျော်ဖြေသွားနိုင်မလားဒါမှမဟုတ်တကယ်ပဲဒီပရိသတ်တွေမထင်ထားတဲ့ရလဒ်တွေနဲ့ပဲမန်ချက်စတာယူနိုက်တက်ကဆုံးသက်သွားမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်အောင်ပါခင်ဗျာမန်ချက်စတာယူနိုက်တက်အနေနဲ့ဒီလုံးဝကိုတန်တက်လာတဲ့တင်းဆွေးမှာတွားတကယ်လို့အထင်သေးခဲ့တော့ဒီပွဲစဉ်ကမန်ချက်စတာယူနိုက်တက်ကခံရနိုင်တယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ကလုံးဝကိုမပေါ့စားပဲနဲ့တေချာအကောင်းဆုံးပြင်ဆင်ပြီးတော့ရင်ဆိုင်ဖို့လိုမယ်လို့ကျွန်တော်မြင်တယ်မန်ချက်စတာယူနိုက်တက်ကအကောင်းဆုံးရလဒ်နဲ့ပဲအဝေးကွက်မှာရလဒ်ကိုပုံဖော်နိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်အောင်မန်ချက်စတာယူနိုက်တက်ကဒီနှစ်ပေါင်းရဒီမှာခေါ်ထားတဲ့ကွန်လဲမှာတကယ်ကိုဒီပွဲစဉ်မှာအသုံးပြုလာမလားကျွန်တော်ဆန်တိုရှိမယ်တယ်လီမန်ရှိမယ်ဒီနေ့ကိုပဲတခါတဲ့ဒီကွန်လဲမှာတခါတဲ့ဒီတွဲမှာသုံးလာမလားဒါမှမဟုတ်ဆန်တိုစ်နဲ့ကိုဘီမိုင်းနိုးပဲတွဲလာမလားဆိုကျွန်တော်မန်ချက်စတာယူနိုက်တက်ဖန်နေနဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်လို့ကျွန်တော်မြင်နေဆိုတော့ယူနိုက်တက်ဖန်နေတော့ဒီပွဲစဉ်ကိုအနိုင်ရလတ်ညှော်လက်မယ်လို့ကျွန်တော်ထင်တယ်ဒီဘာဖြစ်ဒီချန်ပီယံစစ်ကနေတန်းတက်လာတဲ့အသင်းမလို့ဆိုတာထက်ပေါ့နော်ဒီအဖွင့်ပွဲစဉ်ကတော့နိုင်ပွဲနဲ့ဖွင့်တော့တကယ်ကောင်းမယ်လို့ကျွန်တော်လည်းမြင်တယ်ဆိုတော့ဘာဖြစ်အားလုံး United ဖန်နေကောင်းဆုံးရလကတော့ကျွန်တော်အားလုံးမျှော်လင့်ကြမယ်အကောင်းဆုံးပုံဖော်နိုင်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်ဆိုတော့ဒီဝက်စင်ကိုကျွန်တော်ဘောလုံးချစ်ပရိသတ်ဒီမန်ချက်စတာယူနိုက်တက်ဖန်နေနေနဲ့ဒီဝက်စင်ဘယ်လိုရလနဲ့ပွဲပြီးသွားမလဲကျွန်တော်ရဲ့ comment မှာဝင်ရောက်ခံမှပြီးလို့ရပါတယ်ဆိုတော့ကျွန်တော်ကတော့ဒီပွဲစဉ်ကမန်ချက်စတာယူနိုက်တက်က2-1လောက်နဲ့ဒါမှမဟုတ်2-0လောက်နဲ့တော့နိုင်မယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဘာဖြစ်ကျွန်တော်တို့ပရိုရက်လိုက်နဲ့ထွက်ပေါ်လာမလဲကျွန်တော်စနေနေ့ညအစောဆုံးပွဲစီဖြစ်တယ်ဒီပွဲစဉ်ကျွန်တော်ဆက်လက်ပြီးမှစောင့်ကြည့်အောင်မန်ချက်စတာယူနိုက်တက်ဖိုင်အားလုံးကလည်းဒီနှစ်ဘောလုံးရည်မှာရင်ခုန်စွာနဲ့စောင့်မျှော်နေကြမယ်လို့ကျွန်တော်ထင်တယ်အကောင်းဆုံးကျွန်တော်ရင်ခုန်စွာနဲ့ကျွန်တော်စနေနေ့ညမှာကျွန်တော်ကြည့်အောင်ဆိုတော့ okay ယူနိုက်တက်ဖိုင်နေကျွန်တော်တို့ပွဲဥထွက်နိုင်ပွဲပုံဖော်ပေးနိုင်မလားမာကယ်ကားလိကဘလိုကစားကောဘလိုရက်လက်တွေနဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်အတင်းကိုဆွဲတင်ပေးမလဲဆိုတော့ကျွန်တော်ရင်ခုန်ကြောကျွန်တော်စောင့်ကြည့်အောင်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ပွဲကြိုတင်တော့ချလေးတော့တင်ပါပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် let's go ကျွန်တော်ရဒီဖွင့်ပွဲစဉ်ကိုကျွန်တော်ကြည့်ကြမယ် let's go